ဒီဖုန်းနဲ့ရိုက်တာတော့ရုပ်ထွက်မလာသေးဘူးဆိုရင်တော့ဖုန်းအပြစ်မဟုတ်တော့မင်္ဂလာပါဒီနေ့မှာတော့6မဲရိုက်40မဲရိုက်ပုံထွက်လုံးဝမိုက်တဲ့ Xiaomi 15 Ultra လေးနဲ့မိတ်ဆက်ပေးမယ်flash ဆိုတဲ့အတိုင်းကင်မရာဘိုင်းကတော့လုံးဝရှယ်ကြီးလိုက်ကာကင်မရာ၄လုံးတောင်ပါတယ်သူ့ရဲ့50 megapixel main camera မှာ 1A sensor ကိုသုံးပေးထားတာဖြစ်တဲ့အတွက် indoor outdoor ရိုက်မယ်ဆိုရင်တော့ပုံထွက် color တွေကလုံးဝမိုက်တယ်အဲ့ဒါအပြင်သူ့မှာ50 megapixel ultra wide နဲ့50 megapixel telephoto lens နှစ်ခုတောင်ပါတာဆိုတော့ portrait ပုံတွေပဲရိုက်ရှစ်ကြည့်နောက်ဝဗီဒီယိုပဲရိုက်ရုပ်ထွက်တွေကတော်တော်ကြီးကိုမိုက်တယ်ဇွန်းဆွဲရိုက်မဲ့သူတွေအတွက်200 megapixel periscope တောင်ပါသေးရဆိုတော့အဝေးအရာတွေဇွန်းဆွဲရိုက်မယ်ဆိုရင်တော့ဒီလေးကောင်းပြီးတော့ရုပ်ထွက်လာတယ်selfie camera အနေနဲ့ကလည်း32 megapixel တော့ပါတာဆိုတော့ online view တွေရိုက်မယ် selfie ရုပ်ထွက်လာလေးကိုကြိုက်တယ်ဆိုရင်တော့ဒီကောင်လေးကိုရွေးချယ်လို့ရတယ်ကဲဒီလိုမျိုးကင်မရာအကျန်းစားကြီးနဲ့အမိုက်စား feature တွေပါတဲ့ Xiaomi 15 Ultra ဝယ်ယူနေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ Pro Yang Wise မှာစာဝယ်လိုက်တော့